Head Nolly ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်ကြာရိုးလေးတွေကနေပေးတဲ့ကျန်းမာရေးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကြာရိုးလေးတွေကသဘာဝကပေးတဲ့အလွန်အဖိုးတန်လှတဲ့ organic အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ကြာရိုးဆိုတာကကြာပန်းလေးတွေအောက်မှာရှိတဲ့အယိုးပွပွလေးတွေဖြစ်ပါတယ်။နီညိုရောင်လေးရှိပြီးတော့ခက်ပွပွအယိုးတန်လေးရှိတာလည်းဖြစ်ပါတယ်။ကြာရိုးလေးတွေကိုဟင်းချိုဟင်းကချက်တောက်တာမျိုးပဲဖြစ်ဖြစ်အချင်းရင်ဟင်းချက်တောက်တာမျိုးပဲဖြစ်ဖြစ်စားသုံးလေးရှိကြပြီးတော့ကြာညစ်တက်ရင်ကြောကြက်ကလေးချက်ပြီးစားမယ်ဆိုရင်လေအရသာရှိတဲ့ဟင်းတစ်ခွက်ကိုရရှိနိုင်မှာလေးဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကြာရိုးလေးတွေကိုဟင်းချိုဟင်းကချက်တောက်တတ်တဲ့သူဆိုရင်တော့ကြာရိုးကလူတွေရဲ့ကျန်းမာရေးကိုဘယ်လိုအကျိုးပြုနေတယ်လဲဆိုတာကိုဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးသွားပါအောင်နော်။ကြာရိုးလေးတွေမှာဖိုင်ဘာလို့ခေါ်တဲ့အမြင့်တက်ပြည့်ပြည့်ဝဝပါဝင်နေတာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေနိုင်တယ်လို့ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ဝမ်းနဲ့အစာချေစနစ်နဲ့အစာအိမ်နံရံဥနိယံတွေကိုလည်းကောင်းမွန်စေပါတယ်။ဒါအပြင်သွေးအားနည်းခြင်းကိုအထူးကောက်ွယ်ပေးတဲ့ folic acid လည်းပါဝင်နေပြီးသွေးအားနည်းရောဂါရှိရင်တော့အထူးစားသုံးသင့်တာလေးဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကယ်လ်ဆီယမ်ဓာတ်တွေပြည့်ပြည့်ဝဝပါဝင်နေပြီးတော့အယိုးနဲ့သွားတွေကိုတမ်းမာစေပြီးအယိုးပွားရောဂါဖြစ်ပွားတာအယိုးကျိုးလွယ်တာအဆစ်မြစ်တွေကြိုက်တာမျိုးတွေကိုလည်းသက်သာစေနိုင်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ရိုးရင်းချင်စီအားနေတာအယိုးရည်ထိခိုက်မိရင်အယိုးကျိုးလွယ်တာကိုသက်သာစေနိုင်လို့တက်ကြီးရွယ်အိုတွေကိုမကြာခဏဆိုသလိုချက်ကျွေးတင်ပါတယ်။ကြာရိုးကနေနောက်ထပ်ရရှိနိုင်တဲ့ကျန်းမာရေးကတော့နှလုံးကျန်းမာရေးကိုများစွာအထောက်အကူပြုတာလည်းတွေ့ရပါတယ်။နှလုံးရဲ့လုပ်ငန်းဆောင်တာကိုကောင်းမွန်စေနိုင်တဲ့အပြင်နှလုံးသွေးကြောကျဉ်းတာမျိုးနဲ့နှလုံးစည်းချက်မမှန်တာမျိုးတွေအတွက်လည်းသက်သာစေနိုင်ပါတယ်။ကြာရိုးမှာဆိုရင်ဓာတ်တိုးမှုကိုစတင်နိုင်တဲ့အာနိသင်ကျွဲဝသလိုအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ tryptophan ကျွဲဝတာပါဝင်တာကြောင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ cell တွေကိုဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပါတယ်။သွေးတွင်းညစ်ညမ်းတဲ့ဓာတ်ပစ္စည်းတွေကြောင့် cell တွေမပျက်စီးအောင်လည်းကာကွယ်ပေးတယ်။နောက်ထပ်အနေနဲ့ကြာရိုးကသွေးပေါင်ကိုထိန်းညှိပေးနိုင်တဲ့အစွမ်းလည်းရှိပါတယ်။နောက်ထပ်အနေနဲ့ကတော့ကြာရိုးဟာအရေပြားနဲ့ဆန်သားတွေကိုကျန်းမာတန်ဆွမ်းစေနိုင်ပြီးတော့အသားရည်ခြောက်သွေ့တာမျိုးတွေအရေပြားရရနာမျိုးအပြင်စံကေတာခြောက်သွေ့တာဥယျာဉ်ပြားမှုဆွဲတာကိုသက်သာစေနိုင်တဲ့အစွမ်းရှိပါသေးရဲ့ရှင်။နောက်ထပ်အနေနဲ့ကတော့ကိုယ်ရည်ကိုယ်သားခြောက်သွေ့တာဝမ်းတွင်းအပူများတာလေချောင်းနာတာအာဒီယောင်နာမျိုးတွေကိုလည်းသက်သာစေနိုင်တဲ့အပြင်ခန္ဓာကိုယ်အပူများနေသူတွေအတွက်လည်းစားသုံးပေးသင့်ပါတယ်။အဲ့ဒါအပြင်စီလန်းချောင်းရောင်တာစီးသွားတာအားမရတာစီးနေထိုင်တာစီးရောင်ရင်တာစီးကျင်တာစီးကိုရိုက်တာမျိုးတွေအတွက်လည်းကြာရိုးကိုစားသုံးပေးခြင်းအပြင်သက်သာစေနိုင်တာလေးဖြစ်ပါတယ်။ကြာရိုးလေးတွေကဒီလိုမျိုးကျန်းမာရေးကိုအကျိုးများစွာပြုတယ်ဆိုပေမဲ့အနေနဲ့သတိထားရမယ့်အချက်တွေရှိပါသေးတယ်ရှင်။အစားအစာတတ်မတဲ့သူတွေအနေနဲ့ကတော့ကြာရိုးနဲ့ဥဝတ်တာကြာရိုးနဲ့ကြက်ဟင်းကသည်ကြာရိုးနဲ့အင်ဦးတို့ကတွဲဖက်ပြီးတော့မစားသုံးသင့်ပါဘူး။ဒါကြောင့်ကြာရိုးကကျန်းမာရေးနဲ့ကောင်းကျိုးပြုတာမှန်ပေမဲ့အချို့သောအစားအစာတတ်မတဲ့သူတွေအဖို့ကတော့သတိနဲ့စားသုံးသင့်ကြောင်းကိုအကြံပြုပြောကြရင်းနဲ့ကြာရိုးကနေဘလို့အကျိုးကျေးဇူးရနိုင်တယ်လဲဆိုတဲ့အကြောင်းကိုစုံစုံလင်လင်လေးတင်ပြပေးလိုက်ပါရရှင်။အစုံတိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။